ဒီနေ့ကတော့မုံလာဦးနေပဲတီထမင်းကြော်ကျဲဦးလေးနဲ့ကြော်ဖို့အတွက်ဒါလေးတွေပြင်ဆင်ထားပါတယ်ပေါ့နော်ခုစပြီးတော့မှကြော်ပါတော့မယ်ဆိုတော့စီလေးထည့်ပါနော် application နဲ့လုပ်ပြီးတော့ထည့်လိုက်တာပါဟုတ်တယ်အဲ့လိုထည့်ရကဲစီလေးထည့်ပါပြီ application အောင်မရှိဘူးလားတို့ကမီးက application ထည့်ရမယ်နောက်လာရင်တုံးတော့ဘူးကဲစီလေးဆူလာပြီဆိုရင်တော့ဒီရွက်ကလေးတွေထည့်ပါမယ်ကျုံမောကအရင်ကြိုက်တဲ့အတွက်နည်းနည်းပဲထည့်ပါတယ်ဒီရဲ့ခါကြလို့ရှိလို့ရှိရင်ဒီမှာဘီယန်နယ်မှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီအသားမုံလေးနည်းနည်းထည့်ပါမယ်ဒီလိုပဲတီးလေးတွေဒီနည်းနည်းနူးတဲ့အနေထားကိုရောက်လောက်ပြီပေါ့နော်နည်းနည်းချက်လောက်နေပြီအနေထားကိုရောက်တဲ့အခါမှာဒီမှာအသင်းထုတ်ထားတဲ့ကြက်ဥလေးကိုထည့်မှာပဲဖြစ်ပါတယ်ကြက်ဥလေးထည့်ပါမယ်ကျမကတော့ကြက်ဥလေးလည်းဒီလိုနေထားရပြီဆိုတဲ့အခါကျတော့ထမင်းလေးကိုထည့်မှာပဲဖြစ်ပါတယ်ပြင်ဆင်ရင်းနဲ့ဆန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်နည်းနည်းလေးစီးတဲ့အတွက်ကြောင့်မလို့ကျွန်မတေးချာလေးမှွေပြင်ပါတယ်ပေါ့နော်တေးချာလေးကဲတေးချာလေးမှွေရင်းနဲ့ကြော်လိုက်တဲ့အခါမှာတော့ဒီထမင်းကြော်အနေထားလေးကိုရရှိတယ်ပေါ့နော်အရသာပပညာညာကတော့မြည်ကြည့်ပြီးတော့မှအရသာအတွက်ကတော့ကျွန်တော်တို့အခုနောက်ထပ်ဒီ QC လေးပေါ့နော်QC လေးကိုထပ်ပြီးတော့မှထည့်ပါမယ်တကယ်လို့ကိုကအရသာလေးလိုရဲဆိုလို့ရှိရင်နောက်ထပ်ကိုလိုတဲ့ဥမာစသားမုံဓမ္မမဟုတ်ဆိုလို့ရှိရင်လည်းစားလေးတွေထပ်ပြီးတော့မှအရသာညှိလို့ရတယ်ပေါ့နော်လေးကိုထည့်ပြီးတော့မှမှွေတော့မယ်ပေါ့နော်အရသာလေးလည်းမြည်ပြီးတော့နောက်ဆုံးမှလိုအပ်တဲ့ဒီစားလေးတွေလိုရဆိုရင်စားလေးလည်းထည့်ပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်အရသာရှိတဲ့ဒီလိုအသီးရွက်ထမင်းကြော်လေးကိုရပါပြီဒီနေ့သုံးထားတာကတော့ပဲသီးလေးရယ်ဒီရဲ့ခါကြလို့ရှိရင်မုံလာဥမီလေးရယ်ပဲသုံးထားပါတယ်စက်သားလေးတွေကိုတုံးပြီးတော့မှထည့်ကျင်တဲ့လူကစက်သားတုံးသေးလေးတွေထည့်ကြလို့ရပါတယ်ဒီလိုလေးကြော်စားကြပါရှင်အရင်ရတာရှိပါတယ်နော်အာဟာရလည်းဖြစ်ပါတယ်ရှင်ဒါလေးကတော့ခဏနေရပေါ့နော်ထမင်းကြော်တဲ့ဟာလေးကပြီးပါပြီကျွန်တော်တို့မိန်းကလေး3ယောက်ပေါ့နော်ဒါဘီရင်နယ်မှာ stay လာဆောင်ရင်းနဲ့မနက်စာအလွယ်တကူလှုပ်ရှားဖြစ်တဲ့ဟာလေးဖြစ်ပါရဲ့ရှင်